မင်္ဂလာပါဒီနေ့ရဲ့အသေးစိတ်လေ့လာကြမယ့်အစီအစဉ်ငယ်လေးကြိုဆိုပါရစေဒီနေ့မှာတော့ဂျပန်စာလေ့လာနေတွေ address စာသင်ငယ်လေးတစ်ခုလိုဖန်တီးပြီး Japan Data and Fight ရဲ့တကယ်ကိုအရေးကြီးတဲ့ပစ္စည်းစကားလုံးအကြောင်းကိုအတူတူလေ့လာသွားကြမယ်ဒီနေ့တူတူတော့မယ်အစီအစဉ်ရေးလာတော့အရင်သင်ခန်းလာကိုပြန်နှွှဲမယ်ပြီးရင်တဲကိုနီလန်းပြအနေနဲ့ဘယ်လိုသုံးလဲဆိုတာကြည့်မယ်အဲဒီနောက်လက်တွေ့လေ့ကျင့်ခန်းနေလို့ပြီးနောက်ဆုံးမှာတော့အသက်ကာလပြစကားလုံးတွေနဲ့ပေါင်းဆက်သုံးဆွဲပုံတွေကိုဆက်ပြီးလေ့လာသွားကြပါမယ်ကဲအချင်းဆွဲမနေပဲပထမဆုံးပိုင်းရှိတဲ့အရင်သင်ခန်းစာပြန်လဲသုံးသက်ချင်းကိုစလိုက်ကြရအောင်ဒီပစ္စည်းစကားလုံးအကြောင်းကျွန်တော်တို့အရင်ကဘာတွေသိခဲ့ပြီးလဲဆိုတော့အရင်ပြန်ကြည့်ကြမယ်အရင်သင်ခန်းစာရုံးမှာဒီတဲပစ္စည်းစကားလုံးဟာအပြုမှုတစ်ခုပြုလုပ်တဲ့နေရာကိုညွှန်းပြရဲဆိုတာအားလုံးပဲမှတ်မိကြောင်းပဲထင်ပါတယ်ဥပမာပြောရရင်စားတော့ဆိုင်မှာဆူရှီစားတယ်ဆိုတဲ့အခြေအနေမျိုးပေါ့ပြီးတော့ဒါကဂျပန်စာမှာစကားလုံးအစီအစဉ်တွေဘယ်လောက်တောင်ပြောင်းလဲဖြစ်လို့ရှိလဲဆိုတော့ကောင်းကောင်းကြည့်ပြတော့နေတော့မှာကရိယာကိုဝါချအစွတ်မှာထားပြီးဒီစီစကားလုံးတွေကိုမှန်ကန်တဲ့နေရာမှာတွဲပေးထားတဲ့စားတော့ဆိုင်မှာဆူရှီစားတယ်ဆိုတဲ့စာကြောင်းကိုအရှိအနောက်စိတ်ကြိုက်ပြောင်းနေလို့ရပါလေဟုတ်ပြီဒုတိယပိုင်းဖြစ်တဲ့ဒီကိုမိလိုင်းအနေနဲ့တုံးချဲဆိုတဲ့အပိုင်းကိုတော်လိုက်ကြစို့ဒါကဒီနေ့တွေအစ်စ်လေးလာရမယ့်အကြောင်းအရာဖြစ်ပြီးကျွန်တော်တို့ရဲ့ဝေါ်ဟာရတွေကိုတော်တော်လေးတိုးတက်လာစေမှာအသေးချပါပဲဆိုတော့ဒီနေရာမှာအဓိကမထားရမယ့်အချက်ကဒီ dead ဆိုတဲ့ပစ္စည်းစကားလုံးလေးဟာနေရာတစ်ခုထဲကိုတောင်မကပဲအပြုံးမှုတစ်ခုကိုလှုပ်ဆောင်တဲ့အခါအသုံးပြုတဲ့နီလန်ကိရိယာဒါမှမဟုတ်ပါဝင်ပစ္စည်းတွေကိုပါညွှန်ပြနိုင်တယ်ဆိုတာပါပဲဥပမာတစ်ခုကြည့်ကြရအောင်ဆူရှီစားမယ်ဆိုပါစို့စားမဲ့ကိရိယာကတူးဖြစ်နေမယ်အဲ့ဒီအခါမှာတူဖြစ်လို့အဓိပ္ပာယ်ရတဲ့ဒီတက်ဒီ e ကိုသုံးပေးရုံပါပဲစုံစောကနေရာပြစကားလုံးဒီမှာလိုပဲဒီမှာလဲစကားလုံးအစီအစဉ်ကိုရှင်းအောင်ပြောင်းလဲပြီးတုံးနိုင်ပါသေးတယ်တူပြန်ဆူရှီကိုစားတည်နဲ့ဆူရှီကိုတူပြန်စားတည်ဆိုတဲ့ဝါကြနှစ်ခုစလုံးဟာစတာအရာလုံးဝကိုအတိအကျမှန်ကန်ပါတယ်ကဲတက်တာကိုနားလည်သွားပြီဆိုတော့ကတိယပိုင်းဖြစ်တဲ့လက်တွေ့လေးချင်းခန်းတွေလို့ကြည့်ကြမယ်ဒါကိုကျွန်တော်တို့ရဲ့ခေတ်တဲ့နေ့စဉ်ဘဝမှာဘယ်လိုအသုံးချနိုင်မလဲဆိုတာအတူတူဆိုင်ကြည့်ကြရအောင်ပထမဆုံးမိကွန်းလေးကတော့ Netflix ကနေတစ်ဆင့်ရုပ်ရှင်ကြီးရဆိုတဲ့စာကြောင်းကို platform ကိုနီးလိုက်တစ်ခုအနေနဲ့သုံးပြီးဂျပန်လိုဘယ်လိုဘာသာပြန်မလဲဆိုတာစဉ်းစားကြည့်ကြပါလားအပြေမှန်တော့ပစ္စည်းစကားလုံး dead ကို Netflix ဆိုတဲ့စကားလုံးရဲ့အနောက်မှာကပ်လျက်ထားရပါမယ်ဒါဟာရုပ်ရှင်ကြည့်တဲ့နီးလန်းက Netflix ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့ပြန်နေတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုလောက်အကူတူထပ်စိမ့်ကြည့်ရအောင် YouTube ကနေတဆင့်ဂျပန်စာလေးလာတယ်ဆိုတာကိုရောဘလို့ဘာသာပြန်ကြမလဲဒီမှာဆိုရင်လည်း YouTube ဟာစာလေးလာဖို့အပြောင်းကျတဲ့နီလန်ဖြစ်တဲ့အတွက်တဲ့တချိစကလုံးကို YouTube ရဲ့အနောက်မှာတိုက်ရိုက်စပစ်လက်ရုံပါပဲလွယ်တယ်မလားဒီအပိုင်းရဲ့နောက်ဆုံးလေးချင်းခိုင်နေဘတ်စကာဖြင့်ကြောင်းသွားသည်ဆိုတဲ့ဝါကြကိုဘာသာပြန်ကြည့်ပေးကြပါအောင်အဖြေကတော့ဘတ်စကာဟာခရီးသွားဖို့အပြုံးပြုတဲ့ကိရိယာဖြစ်လို့သူ့နောက်မှာတဲ့လိုက်ပါမယ်ပြီးတော့ကျောင်းစီတို့ဦးတီတော်ရဖြစ်လို့ဝိရိယကိုပြတဲ့နီးပစ္စည်းစကလုံးကိုအသုံးပြုရမယ်ဆိုတာကိုလည်းတတိယပေးမှာအခုဆိုရင်နောက်ဆုံးအပိုင်းဖြစ်တဲ့အသက်ကာလပြစကလုံးတွေနဲ့ပေါင်းဆက်တုံးဆွဲခြင်းကိုရောက်လာပါပြီအသက်ကာလမှာဖြစ်ခဲ့တဲ့လှုပ်ဆောင်ချက်တွေအတွက်ဒီနီးလက်ကိရိယာတွေကိုအသုံးပြုတဲ့အခါဘယ်လိုပြောင်းလဲသွားလဲဆိုတာကြည့်ကြတာပေါ့လေးစိတ်ကိုယထာနဲ့တွားခဲ့တယ်လို့ပြောချင်နေဆိုရင်ယထာကိုကျွန်တော်တို့ရဲ့နီးလန်းအနေနဲ့အသုံးပြုပြီးကိရိယာရဲ့အစွမ်းသက်ကိုအသက်ကာလပြအစွမ်းသက်အဖြစ်ပြောင်းလဲပေးလိုက်ရုံပါပဲခရီးသွားတာဒီမဟုတ်ပါဘူးပါဝင်ပစ္စည်းတွေအတွက်လည်းသုံးနိုင်ပါသေးတယ်။ဥပမာကိန်းမုံလုပ်တဲ့အခါတတိတွေကိုပါဝင်ပစ္စည်းအဖြစ်အသုံးပြုခဲ့တဲ့ဆိုတဲ့အခြေအနေမျိုးမှာသုံးတာပါ။နောက်ဆုံးအနေနဲ့အင်တာနက်ကနေဝေစားတွေဝေးရဲဆိုတဲ့ digital နည်းနဲ့တွေတော့လည်းဒီပစ္စည်းစကလုံးတွေကိုပဲပူးစံတူအသုံးပြုနိုင်ပါတယ်။တကယ်ကိုအသုံးဝင်ပါတယ်နော်။ဒီနေ့ကျွန်တော်တို့လေ့လာကြည့်တဲ့ dead ပစ္စည်းစကလုံးနဲ့အောင်မြင်စွာတက်ဖက်နိုင်ခဲ့တဲ့ Netflix, YouTube, Beska, Yeta, Titiနဲ့အင်ဂျင်နဲ့စားတဲ့နီလာနဲ့ပါဝင်ပစ္စည်းတွေကိုအမြင်ပြန်လဲတောင်းတက်ကြည့်လို့ရပါတယ်။ဒီနေ့အစဉ်စီရဲ့အဆုံးကနေနဲ့အလုံးအသက်စဉ်းစားစရာအင်စာလေးတစ်ခုပေးချင်ပါတယ်။ဒီနေ့သင်ခဲ့တဲ့နီလာတွေကိုသုံးပြီးကိုယ့်ရဲ့နေ့စဉ်ဘဝကိုကူးစားပြုမဲ့ဘလို့ထူးခြားတဲ့ဂျပန်ဆောင်ကြောင်းအသစ်တွေကိုဖန်တီးနိုင်မလဲ။ဘသူတွေကအရင်ဆုံးမျှဝေပေးဖို့အစဉ်သင်ဖြစ်နေပြီလဲ။ဆက်ပြီးလေ့ကျင့်ကြဖို့တိုက်တွန်းရေးဒီကနေ့စာသင်ခန်းလေးကိုဒီမှာပဲရပ်နာလိုက်ပါစေ။